လာပါကျမနာမည်ကတော့မာစီဗန်တော့ဘာဖြစ်ပါတယ်မုံစကိုင်းတိုင်းဒေသကြီးမုံရွာမြို့ကနေလာရောက်တာဖြစ်ပါတယ်ဒီနေ့ဆိုမဲ့တချင်းကောင်းစဉ်ကတော့အိုလူငယ်များဆိုတဲ့အရာလေးနဲ့ချီးမွမ်းချင်ပါတယ်ကိုရောပါရင်တို့အစွမ်းတင်ကိုရောရှင်သာတို့အင်အားကိုရောပါရင်တို့လက်သွဲရှောင်းလန်းဖို့လေပြောင်းဆုံးဝင်ငင်ခဲ့တဲ့ချမယ်ရှိတို့ချီမယ်လူငယ်များတို့တိုင်းတို့ပြီးအိုပန်းလေးလို့လမ်းအိုလူငယ်များတနေ့ခေါင်းဆောင်ဖြစ်မယ်ကိုရောအတွက်တို့မြောက်ခွန်အားရှိသမျှထမ်းရွက်မယ်မနေမနာပြောင်းဆုံးဝင်ငယ်များအတွက်တည်ကောင်းအိုလူငယ်များတို့ကြဖို့ချင်ရောက်ပြီကိုရောပါရင်တို့အစွမ်းတင်ကိုရောရှင်သာတို့အင်အားကိုရောပါရင်တို့လက်သွဲရှောင်းလန်းဖို့လေပြောင်းဆုံးဝင်ငင်ခဲ့တဲ့ချမယ်ရှိတို့ချီမယ်လူငယ်များတို့တိုင်းတို့ပြီးအိုပန်းလေးလို့လမ်းကဲတဲ့ရှင်အားမတိတဲ့သူမိတ်ဆွေအများရဲ့ကာရဏီလန်းရှိသမျှထမ်းရွက်မယ်ရှောင်းကပို့သွားငရဲလမ်းမှာခွေရှောင်းအလင်းတို့အိုလူငယ်များတို့ထားဖို့ချင်ရောက်ပြီကိုရောပါရင်တို့အစွမ်းတင်ကိုရောရှင်သာတို့အင်အားကိုရောပါရင်တို့လက်သွဲရှောင်းလန်းဖို့လေပြောင်းဆုံးဝင်ငင်ခဲ့တဲ့ချမယ်ရှိတို့ချီမယ်လူငယ်များတို့တိုင်းတို့ပြီးအိုပန်းလေးလို့လမ်းကိုရောပါရင်တို့အစွမ်းတင်ကိုရောရှင်သာတို့အင်အားကိုရောပါရင်တို့လက်သွဲရှောင်းလန်းဖို့လေပြောင်းဆုံးဝင်ငင်ခဲ့တဲ့ချမယ်ရှိတို့ချီမယ်လူငယ်များတို့တိုင်းတို့ပြီးအိုပန်းလေးလို့လမ်းတို့တိုင်းတို့ပြီးအိုပန်းလေးလို့လမ်းရောက်စီတိုင်းပုံမှာကောင်းချီးပေးပါစေ